နိုင်ဆိုတဲ့လူတစ်ယောက်ဟာရဲရရှိတစ်ယောက်ဖြစ်ပြီးတော့သူ့မှာထူးခြားပြီးတော့ညံရမ်းကောင်းတဲ့ခွေးလေးတစ်ကောင်ရှိပါတယ်။သူရဲ့နာမည်ကတော့ Grab ဖြစ်ပြီးတော့အခုကတော့သူတို့နှစ်ယောက်စလုံးဟာရဲမှုရဲ့ညွှန်ကြားချက်အတိုင်းကြောင်ပီတီကိုလိုက်ဖမ်းနေရတာပဲဖြစ်ပါတယ်။ကြောင်ပီတီကိုဖမ်းနေတဲ့လမ်းတစ်လျှောက်မှာအရှိကကားတွေကိုမကြည့်ဘဲနဲ့မှုတ်စားနေလို့သူ့ရဲ့ခွေး Grab ကတတိပေးနေရတာဖြစ်ပါတယ်။အရာရှိနိုင်ဟာလည်းမီနိုလိုကားခဏကိုမှရက်ကြည့်ပြီးတော့ကြောင်ပီတီဗမာလဲဆိုပြီးတော့လှမ်းអော်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကြောင်ပီတီကသူတို့ရှေ့မှာထွက်လာလို့ကားကိုအရှင်တင်လိုက်ပြီးတော့အမြန်လိုက်ရပါတယ်။ကြောင်ပီတီကလည်းတကားအပြင်ဘက်ကိုမောင်းသွားပြီးတော့ပြန်သွားခဲ့ပါတယ်။အရာရှိနိုင်ကလည်းဘာအကာအကွယ်မှမပါဘဲနဲ့သူ့နောက်ကိုလိုက်ပြီးတော့ကားတစ်စီးလုံးလေပေါ်ကနေပြီးတော့ပြုတ်ကျလာတော့တဲ့အချိန်မှာ Greg ကပေးလိုက်တဲ့လေဒီကြောင့်သူတို့ကတော့အဆောက်အုံတစ်ခုပေါ်ကိုလုံခြုံစွာနဲ့ကိုဆင်တန်နိုင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကြောင်ပီတီကသူ့ကားပြန်တဲ့ကိုရောက်လာပြီးတော့နင်တို့ကိုနောက်ထပ်ထပ်တွေ့စရာမလိုတော့ဘူးဆိုပြီးတော့ပြောလိုက်တော့မှအနောက်မှာဘုံရှိနေမယ်တည်သွားခဲ့ပါတယ်။ကြောင်ပီတီကလည်းအရာရှိနိုင်ရဲ့အားနည်းချက်ကိုသိနေတာပဲဖြစ်ပါတယ်။အဲ့ဒါကတော့အရာရှိနိုင်ဟာတိုက်ကွမ်ဒိုကွန်ဖူးတွေတက်ပြီးတော့ခနာကိုအားကောင်းပေမဲ့လည်းညံကတော့မပြေပါဘူး။ Greg ကတော့အရန်ကိုမှညံကောင်းတဲ့ခွေးလေးတစ်ကောင်ဖြစ်ပေမဲ့လည်းသူ့ရဲ့ကိုယ်ခန္ဓာကြောင့်ဘာမှကိုမှတိတ်မဆွမ်းဆောင်နိုင်ပါဘူး။အရာရှိနိုင်ဟာလည်းဘုံကိုတွေ့ပြီးတော့ဘဲဝါယာကျိုးကိုဖျက်ရမယ်မသိဘူးဖြစ်နေတဲ့ချိန်မှာပဲ Greg ကတော့အပြာရောင်ကျိုးကိုဖျက်ဖို့အတွက်ညှို့ပြနေပေမဲ့လည်းအရာရှိနိုင်ကတော့အစင်းရောင်ကျိုးကိုတွားဖျက်လိုက်တဲ့အတွက်ကိုမှဘုံကတော့ပောက်ကွယ်သွားခဲ့ရပါတယ်။ဘုံပေါက်ပြီးတဲ့နောက်ပိုင်းမှာတော့အရာရှိနိုင်နဲ့ Greg တို့ရဲ့အရေးပေါ်အခြေအနေကြောင့်ဆေးရုံကိုအမြန်ပို့လိုက်ပါတယ်။ဆရာဝန်မဟာလည်းအရာရှိနိုင်ကိုသူ့ကောင်းတစ်ခုလုံးကဘုံပေါက်ကွယ်မှုကြောင့်သုံးစားလို့မရတော့ဘူးဆိုပြီးတော့ပြောပြလိုက်ပါတယ်။ Greg ကိုလည်းသူ့ရဲ့ခန္ဓာကိုယ်ကိုသုံးလို့မရတော့တော့ဘူးဆိုပြီးတော့တတိပေးလိုက်ပါတယ်။သူတို့ဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲတူနာပြူက Greg ရဲ့ခေါင်းကိုအရာရှိရဲ့ခန္ဓာကိုယ်ပေါ်မှာချုပ်လိုက်မယ်ဆိုပြီးတော့အကြံဉာဏ်ပေးလိုက်ပါတယ်။အဲဒီလိုနဲ့ပဲသူတို့ရဲ့ခွဲစိတ်မှုကြီးကပြီးမြောက်အောင်မြင်သွားခဲ့ပြီးတော့အရာရှိနိုင်ကသူ့ရဲ့ခွေး Greg ကိုခွေးလူသားအနေနဲ့ကိုမှကက်တင်နိုင်လိုက်ပြီးဆိုပြီးတော့သတင်းထောက်ကကြော်ညာလိုက်ပါတယ်။အရာရှိနိုင်နဲ့ Greg ကလည်းပေါက်ပြီးတော့ခွေးလူသားဖြစ်သွားတဲ့ချိန်မှာတော့ညံကောင်းပြီးတော့ကိုခံအားကောင်းတဲ့ခွေးလူသားစူပါရဲတစ်ယောက်ဖြစ်သွားခဲ့ပါပြီ။ခွေးလူသားဟာသူ့ရဲ့အိမ်အဟောင်းကိုရောက်ပြီးလို့သူတို့တူတူဖြတ်တန်းခဲ့တဲ့အချိန်တွေကိုပြန်တရိယာနေခဲ့ပါတယ်။အရာရှိနိုင်ရဲ့ရေးစားကတော့ရေးစားတစ်နဲ့ခွေးအစ်စ်ကိုတွေ့သွားပြီးဆိုတာကိုသိလိုက်ရတဲ့အတွက်ခွေးလူသားဟာစစ်တပ်ပါကျသွားခဲ့ရပါတယ်။ရဲမှုကတော့ခွေးလူသားကိုကြောင်ပီတီကိုဖမ်းဖို့အတွက်ကိုမှအမိန့်ပေးလိုက်ပါတယ်။ကြောင်ပီတီကတော့အရာရှိနိုင်နဲ့ Greg ကိုမတက်နိုင်ခဲ့ပဲနဲ့ခွေးလူသားစူပါရဲအဖြစ်ကိုမှပြောင်းမိသွားတဲ့အတွက်ကိုမှကိုယ့်အကိုဒေါသထွက်နေခဲ့ပါတယ်။ခွေးလူသားကတော့ကြောင်ပီတီကိုဖမ်းဖို့လုပ်နေတဲ့အချိန်မှာတော့ကြောင်ပီတီကအီယာမဖုံဆုပ်ဆက်ကြီးနဲ့ကိုမှတိုက်ခိုက်ပါတယ်။ခွေးလူသားကတော့ကြောင်ပီတီကိုပင်လယ်ထဲကိုမှခေါ်သွားလိုက်ပြီးတော့ဖုံဆုပ်ဆက်ကြီးကလည်းရေဆုပ်တာများသွားပြီးတော့ပေါက်သွားတဲ့အချိန်မှာတော့ကြောင်ပီတီကတော့ရေထဲကိုပြုတ်ကျသွားတဲ့အတွက်ဖမ်းမိသွားခဲ့ပါတယ်။ကြောင်ပီတီကိုလည်းလက်ထိတ်ခတ်ပြီးတော့ထောင်ထဲကိုပို့လိုက်ပေမဲ့လို့ထောင်ထဲကနေပြီးတော့သူ့ရဲ့ကောက်ကျစ်တဲ့အကြံဉာဏ်တွေနဲ့ထောင်ထဲကနေကိုထွက်လာခဲ့ပါတယ်။နောက်တစ်ခါမှာတော့ကြောင်ပီတီဟာအယိုးပေါင်း2000ကျော်နဲ့ခွေးလူသားကိုထပ်ပြီးတော့တိုက်ခိုက်ပါတယ်။ခွေးလူသားကလည်းမြေကြီးတူးလိုက်ပြီးတော့သူပြစ်လိုက်တဲ့အယိုးတွေအကုန်လုံးကိုထည့်လိုက်တဲ့အချိန်မှာတော့ကြောင်ပီတီကိုထပ်ပြီးတော့ဖမ်းနိုင်လိုက်ပါတယ်။ကြောင်ပီတီကလည်းအချိန်ချင်းထောင်ထဲကနေကိုလွတ်လာပေမဲ့လို့အချိန်တိုင်းခွေးလူသားကလည်းဖမ်းပြီးတော့ထောင်ထဲထည့်ပါတယ်။ခွေးလူသားကလည်းသတင်းစာထဲမှာကြောင်ပီတီကိုဖမ်းပြီးတော့နာမည်ကြီးလာပါတယ်။ကြောင်ပီတီနောက်တစ်ခါကိုထောင်ထဲကနေထွက်လာလို့မြို့တော်ဝင်ကခွေးလူသားကိုကြောင်ပီတီအမှုကနေပြီးတော့ကိုထွက်ဖို့ကိုမှပြောလိုက်ခဲ့ပါတယ်။ရဲမှုကလည်းခွေးလူသားကကြောင်ပီတီကိုဖမ်းတာမှအတော်ဆုံးဖြစ်လို့ပြောပေမဲ့လည်းမြို့တော်ဝင်ကတော့ကြောင်ပီတီအမှုမှာခွေးလူသားကိုမပါဘူးအတွက်ကိုမှအမိန့်ပေးလိုက်ပါတယ်။ခွေးလူသားကလည်းအဲ့ဒါကိုကြားပြီးတော့စိတ်တက်ကြသွားခဲ့ပါတယ်။ကြောင်ပီတီကတော့သူ့ရဲ့အလုပ်ခန်းထဲကနေပြီးတော့အလုပ်ရှုပ်နေလို့သူ့ရဲ့ဝန်ထမ်းဟောင်းတွေကိုရှင်းပြဖို့ပြောပေမဲ့လို့ဝန်ထမ်းကတော့သူ့ကိုကြောင်ပီတီကအလုပ်ကနေထုတ်လိုက်ပြီးဖြစ်လို့မရှင်းနိုင်ဘူးဆိုပြီးတော့ပြောပါတယ်။သူ့ရဲ့ဝန်ထမ်းဟောင်းကကြောင်ပီတီကိုအလုပ်လုပ်ပေမဲ့လို့သူကသူကိုယ်တိုင်ပဲရှိမှဆိုပြီးတော့ရွှဲတဲ့လေတန်းနဲ့ကိုပြောလိုက်ပါတယ်။အဲဒီကနေပြီးတော့ကြောင်ပီတီကလည်းအကြံဉာဏ်ရသွားခဲ့ပြီးတော့သူ့ပုံတီကိုဖန်တီးမယ်ဆိုပြီးတော့စတင်ပါတော့တယ်။ကြောင်ပီတီကတော့အွန်လိုင်းကနေကိုပါဆက်တစ်ခုကိုတွေ့သွားခဲ့ပါတယ်။ရဲမှုကတော့ခွေးလူသားကိုအလုပ်တစ်ခုပေးမယ်ဆိုပြီးတော့ဖုန်းခေါ်လိုက်တဲ့အချိန်မှာခွေးလူသားကလည်းအပျော်ကြီးကိုမှပြောသွားခဲ့ပြီးတော့အမြန်ပြေးလာပါတော့တယ်။အလုံငါးတည့်ရဲ့အုံနောက်ကိုပညာရှင်များကစူးစမ်းကျင်တာဖြစ်တဲ့အတွက်ခွေးလူသားကဖန်သားပြန်ကနေပြီးတော့ကြည့်နေရမှာပဲဖြစ်ပါတယ်။ကြောင်ပီတီကတော့ဘယ်လိုမျိုးခွေးလူသားကိုထပ်တိုက်ခိုက်ရမလဲဆိုတာစဉ်းစားထားတဲ့အကြံဉာဏ်တွေအကုန်လုံးလည်းကုန်နေခဲ့ပါပြီ။သတင်းမှာငါးတည့်ရဲ့အုံနောက်ကိုစမ်းသပ်မဲ့အကြောင်းကိုပြောနေတဲ့အချိန်မှာပဲကြောင်ပီတီကိုအကြံတစ်ခုရသွားခဲ့ပြီးတော့ခွေးလူသားကိုတိုက်ခိုက်ဖို့အတွက်ကိုထပ်လုပ်မယ်ဆိုပြီးတော့တွေးလိုက်ပါတယ်။ရဲမှုကလည်းခွေးလူသားကိုစောင့်ကြည့်ကင်မရာတွေတစ်ချိန်လုံးကြည့်နေရမယ်ဆိုပြီးတော့သူ့ရဲ့အလုပ်ကိုရှင်းပြနေခဲ့ပါတယ်။ခွေးလူသားကလည်းကင်မရာတွေကိုကြည့်ပြီးတော့စမ်းသပ်မဲ့ငါးပြောက်သွားလို့တတိပေးနေတဲ့အလန်းကိုတီးလိုက်ပြီးတော့ခွေးလူသားကလည်းကြောင်ပီတီကိုဒရုန်းနဲ့ကိုမှလိုက်ပါတယ်။ခွေးလူသားကလည်းကြောင်ပီတီကိုမဖမ်းမိလိုက်တဲ့အတွက်ကိုမှငါးကိုလည်းမရလိုက်ပါဘူး။ကြောင်ပီတီကတော့ငါးကိုမကောင်းတဲ့စိတ်တွေဝင်အောင်လို့ဖန်တီးနေပါတယ်။ခွေးလူသားကလည်းရဲမှုကိုတွားကြောင်ကြပြီးတော့ငါးကိုဖမ်းသွားတာကြောင်ပီတီဆိုတာကိုပြောပြလိုက်ပါတယ်။တစ်ဖက်မှာတော့ကြောင်ပီတီကလည်းကိုပါဆက်ကိုရောက်လာပြီးဖြစ်တဲ့အတွက်ကိုမှသူ့ကိုပွားဖို့အတွက်ကိုမှဖန်တီးဖို့အတွက်ကိုလုပ်နေခဲ့ပါတယ်။ကြောင်ပီတီကလည်းသူ့ရဲ့ကိုပွားကိုဖန်တီးလိုက်ပြီးတော့သူတို့လိုမျိုးထွက်လာပြီမဲ့လို့ကြောင်ပီတီထက်အများကြီးကိုငယ်နေသေးတာကိုတွေ့လဲရပါတယ်။ကြောင်ပီတီကလည်းတော်တော်လေးကိုမှစိတ်ပြတ်သွားခဲ့ပြီးတော့ဆက်ကိုပြန်ရောင်းလိုက်ဖို့အတွက်ကိုမှစဉ်းစားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကြောင်ပီတီရဲ့ကိုပွားကသူ့ကိုအဖေလို့ခေါ်နေပြီးတော့ကလေးလိုမျိုးပြုတ်မှုနေလို့သူစိတ်ညစ်နေရပါတယ်။
ရဲမှုကခွေးလူသားကိုငါးကိုတွားယူလိုက်ရင်တခါတည်းကြောင်ပီတီကိုပါဖမ်းမိသွားပြီးတော့မြို့တော်ဝင်ကလည်းဘာမှပြောလို့ရမှာမဟုတ်ဘူးဆိုပြီးတော့ပါပြောလိုက်ခဲ့ပါတယ်။ကြောင်ပီတီကတော့သူ့ရဲ့ကိုပါအသေးလေးနဲ့ကိုမှအလုံးရှုံနေခဲ့ပြီးတော့ငါးကိုမကောင်းတဲ့စိတ်တွေကိုတွင်းဖို့အတွက်စက်ရုံတစ်ခုကိုတွားနေခဲ့ပါတယ်။ကြောင်ပီတီရဲ့ကိုပါကလည်းခလုတ်တွေကိုရှောင်နှိမ့်လိုက်လို့သူတို့အကြံကမအောင်မြင်ပဲနဲ့ငါကပိုင်မှာပြီးတော့ဝင်သွားခဲ့ပြီးတော့ညှက်နေခဲ့ပါတော့တယ်။ကြောင်ပီတီကလည်းအတော်လေးကိုမှစိတ်ညစ်သွားခဲ့ပြီးတော့သူ့ရဲ့ကိုပါလေးကိုရောင်းဖို့အတွက်ကိုမှလမ်းပြီးမှချထားခဲ့ပါတယ်။အလကားပေးတာတော့မှလူတွေကလာမွယ်တဲ့အတွက်ကိုမှကြောင်ပီတီတကောင်ကတော့စိတ်ညစ်နေရပါတယ်။သူ့ကိုပါအင်တာသွားတဲ့ချိန်မှာကြောင်ပီတီကလည်းသူ့ရဲ့လင်ရင်ပြန်တဲ့ကိုမှအမြန်ထွက်ပြေးရပါတယ်။ကိုပါလေးပြန်ရောက်လာတဲ့ချိန်မှာတော့ကြောင်ပီတီကိုမတွေးတော့တဲ့အတွက်လမ်းမှာရှောက်သွားနေရပါတယ်။ကိုပါကြောင်လေးကလည်းနောက်ဆုံးသူလမ်းမှာအိတ်ဖို့ကိုလုံနေတဲ့ချိန်မှာတော့ကားတစ်စီးလာနေတာကိုခွေးလူသားကတွေ့တော့အမြန်ကိုသွားခဲ့လိုက်ပါတယ်။ခွေးလူသားကလည်းကိုပါကြောင်လေးကိုသူ့ရဲ့အိမ်ကိုခေါ်သွားလိုက်ပြီးတော့ပုံမြင်ပြောပြပြီးတော့တိတ်လိုက်ပါတယ်။အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ချင်းကြလာတော့အရန်ကိုမှခင်သွားခဲ့ကြပါတယ်။ကြောင်ပီတီရဲ့ဝန်ထမ်းဟောင်းကလည်းသူ့ရဲ့ကိုပွားကခွေးလူသားနဲ့လူတွေရှိနေတာကိုလာပြတာကြောင့်ပီတီကလည်းသူအစ်စ်ထွင်ထားတဲ့ဆက်နဲ့ကိုပွားလေးကိုလိုက်ရှာပါတယ်။သူရှာတွေ့တော့အိမ်ကိုပြန်ခေါ်လာတဲ့လမ်းတစ်လျှောက်လုံးကိုပွားလေးကလည်းခွေးလူသားတွေနဲ့နေပြီးတော့အရန်ကိုမှအကောင်းနေတွင်းနေတဲ့အတွက်ကိုမှသဘောမကျခဲ့ပါဘူး။ကြောင်ပီတီကတော့သူငငယ်တုန်းကသူ့ဖေကသူ့ကိုထားသွားတယ်ဆိုပြီးတော့ဘဝကကြမ်းတဲ့နေဆိုပြီးတော့ပြောနေခဲ့ပါတယ်။ကိုပွားကြောင်လေးကလည်းကြောင်ပီတီကိုသူ့ဖေကိုရှာဖို့နဲ့သူ့ဖေကလည်းပြောင်းလဲနေလောက်ပြီဆိုပြီးတော့ပြောပါတယ်။ကြောင်ပီတီကတော့လက်မခံပါဘူး။ခွေးလူသားနိုးလာတဲ့အချိန်မှာပဲကိုပါကြောင်လေးကိုအိမ်ပြောင်းဆန်နေရလို့လိုက်ရှာပါတော့တယ်။ညဘက်ရောက်တော့ကြောင်ပီတီလေးကလည်းအိပ်ပျော်သွားတဲ့အချိန်မှာပဲကိုပါကြောင်လေးကတစ်တစ်လေးကိုထွက်လာပြီးတော့ကြောင်ပီတီထွင်ထားတဲ့ဆက်ကိုသူ့ဖိုးကိုရှာခိုင်းလိုက်ပါတယ်။ဆက်ကလည်းကြောင်ပီတီရဲ့အဖေကိုရှာဖို့အတွက်ကိုမှထွက်သွားခဲ့ပါတယ်။ခွေးလူသားကတော့သတင်းတောက်ကိုကြောင်လေးကိုရှာဖို့အတွက်ကိုမှအကူအညီတောင်းလိုက်ပြီးတော့တမျိုးလုံးနှက်အနေအောင်လို့လိုက်ရှာခဲ့ပါတော့တယ်။ဆက်ကြီးကတော့ကြောင်ပီတီရဲ့အဖေကိုခေါ်လာလိုက်တော့ကြောင်ပီတီကလည်းကိုပါကြောင်လေးကိုသူငါ့ကိုစွန့်ပစ်ခဲ့ပြီးမှပြန်လာတာတွေ့တော့ဘလို့ခံစားရတယ်ဆိုတာမင်းသိလားဆိုပြီးတော့အော်ပြီးတော့မေးလိုက်ပါတယ်။ကြောင်လေးကလည်းအဲ့ဒီခန်းစားချက်ကိုသူသိပြီးတော့သူ့ကြောင်ပီတီကိုခွဲလွှတ်ပေးလိုက်ပြီးဆိုပြီးတော့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ငါးကိုခွဲစိတ်ခံကလူတွေရဲ့ပေါ်ဆာမှုကြောင့်အသက်ရှင်အငွေးနဲ့ကိုမှထိတွေ့ပြီးတော့ပြန်အသက်ရှင်လာပါတယ်။အဲ့ဒါအပြင်ကိုမှအသက်ရှင်အငွေးထိသွားတဲ့အစာအုပ်ပါအသက်ရှင်လာပါတယ်။ကြောင်ပီတီကလည်းခွဲလူသားကိုတိုက်ခိုက်ဖို့အတွက်ကိုမှထွက်လာခဲ့ပြီးတော့နှစ်ယောက်စလုံးကတော့စက်ရုံတစ်ခုပေါ်မှာပိတ်မိနေပါတယ်။အဲ့ဒီအချိန်ကိုခွဲလူသားကလည်းအခွင့်ကောင်းယူပြီးတော့ကြောင်ပီတီကိုဖမ်းလိုက်ပါတယ်။အဲ့ဒါကိုသတင်းမှကျင်းညာနေတာကိုကိုပွားကြောင်လေးကလည်းသိသွားတော့ခွေးလူသားစီကိုအမြန်သွားပြီးတော့သူ့ရဲ့ဖေကိုဘာလို့ဖမ်းတာလဲဆိုပြီးတော့မေးလိုက်ပါတယ်။ခွေးလူသားဟာလည်းကြောင်သွားခဲ့ပြီးတော့ကိုပွားလေးဟာကြောင်ပီတီရဲ့သားဆိုတာကိုသိသွားခဲ့ပါတော့တယ်။ကြောင်ပီတီကတော့သူ့သားရှိမှသူ့ကိုဖမ်းမလို့လားဆိုပြီးတော့အကြက်ကင်နေခဲ့ပါတယ်။ခွေးလူသားကတော့အဲ့ဒီလိုမျိုးအချက်ရိုက်နေတဲ့အချိန်မှာလူစုံ9ယောက်ကရောက်ချလာခဲ့ပါတယ်။ကြောင်ပီတီကလည်းသူ့ program ကိုပြန်ပေးဆွဲထားတဲ့လူစုံ9ယောက်ကိုတွေ့ပြီးတော့အရန်ကိုမှပြောသွားခဲ့ပါတော့တယ်။ကြောင်ပီတီကလည်းမင်းလူကောင်ဖြစ်မဲ့သူတွေကိုဖမ်းဖို့ပြောလိုက်တော့လူစုံ9ကလည်းခွေးလူသားကိုစကန်ဖတ်ရင်နဲ့ကိုပွားကြောင်လေးကပို့ပြီးတော့ကောင်းတယ်ဆိုပြီးတော့ဖမ်းသွားခဲ့ပါတယ်။ခွေးလူသားကလည်းကိုပွားကြောင်လေးကိုကဲဖို့လုပ်ပေးမယ်လို့ချစ်ချော်သွားခဲ့ပါတယ်။လူစုံ9ကလည်းကိုပွားကြောင်လေးကိုအဝေးကိုခေါ်သွားလိုက်ပါတယ်။ကြောင်ပတီကတော့ခွေးလူသားကိုသူနဲ့တူတူပူပေါင်းပြီးတော့ကိုပွားကြောင်လေးကိုကဲဖို့အတွက်ကိုမှကန်လှန်ပါတယ်။ခွေးလူသားကလည်းလက်ခံလိုက်ပြီးတော့ကြောင်ပတီကလည်းအစာအုပ်ကိုအရင်တိုက်ခိုက်မယ်ဆိုပြီးတော့ပြောပါတယ်။သူတို့ကလည်းမြန်မြန်စားပိုးသမားဆက်ရုံကိုတီထွင်လိုက်ပြီးတော့လူစုံ9ကိုကိုပွားကြောင်လေးကိုပြန်ပေးဖို့အတွက်ကိုမှပြောလိုက်ပါတယ်။လူစုံ9ကလည်းမပေးတဲ့ပြင်ကိုမှအစာအုပ်ကလည်းသူတို့နဲ့လာတိုက်တော့ကြောင်ပတီနဲ့ခွေးလူသားလေးကလည်းသူတို့ထွင်ထားတဲ့စားပိုးသမားဆက်ရုံနဲ့အပေးပြင်ကိုမှတိုက်လိုက်ပါတယ်။အစာအုပ်ကလည်းသွားတော့သူ့အစာအုပ်ထဲကအသက်ရှင်အငွေ့တွေကအပြင်ကိုထွက်လာပါတယ်။ကြောင်ပတီနဲ့ခွေးလူသားလေးကလည်းလူစုံ9စီကနေပြီးတော့ကိုပွားကြောင်လေးကိုလွှတ်ချလိုက်ပြီးတော့သူ့ကိုအမြန်ပြေးဖို့အတွက်ကိုမှအော်လိုက်ပါတယ်။အသက်ရှင်အငွေ့ထိသွားတဲ့အစာအုပ်တွေကုန်လို့အသက်ရှင်လာခဲ့ပြီးတော့မြို့သူမြို့သားတွေကိုဒုက္ခလိုက်ပေးနေပါတော့တယ်။လူစုံ9ကလည်းအစာအုပ်တွေကိုသူ့ရဲ့စစ်တပ်ဆိုပြီးတော့ကြောင်ပတီနဲ့ခွေးလူသားကိုတိုက်ခိုက်ခိုင်းပါတော့တယ်။အစာအုပ်တွေအများကြီးကလည်းကြောင်ပတီတို့ရဲ့စာပိုးသမားဆက်ရုပ်ကိုလိုက်တိုက်ခိုက်ကြခဲ့တာကြောင့်ပတီတို့ရဲ့ဆက်ရုပ်လေးကလည်းအထိနာပြီးတော့လဲကျသွားခဲ့ရပါတော့တယ်။ကိုပွားကြောင်လေးကလည်းအိမ်ကိုပြန်သွားပြီးတော့ဆက်ရုံတစ်ခုထဲမှာသူ့ကိုယ်တိုင်ကိုဝင်လိုက်ပြီးတော့ကြောင်ပတီတို့စီကိုလိုက်လာနေခဲ့ပါတယ်။ကြောင်ပတီကတော့ခွေးလူသားကိုသူတို့လက်တွဲတာ6မိနစ်ပဲရှိသေးတယ်ဆိုပေမဲ့သူလေးစားသွားပြီဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။အဲ့ဒီလိုမျိုးပြောနေတဲ့အချိန်မှာပဲရဲမှုရဲလူသတင်းတောက်မာလီတို့ကစက်ရုပ်ထဲကိုရောက်ရှိလာခဲ့ကြပြီးတော့လူစိုးအဆောက်အဦမျိုးကိုဖျက်ဆီးနေတဲ့အတွက်ကိုမှတခုခုလုံးမှဖြစ်မယ်ဆိုပြီးတော့ပြောနေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲစက်ရုပ်ထဲကနေပြီးတော့သူတို့ထွက်လို့မရဘဲနဲ့ပိတ်မိနေခဲ့ကြပါတယ်။ခွေးလူသားကလည်းအပေါက်လေးတစ်ခုကိုတွေ့သွားခဲ့ပြီးတော့သူတို့အမြန်ထွက်ကြပါတယ်။အပြင်ရောက်လာတော့ကိုပွားကြောင်လေးကလည်းစက်ရုပ်ထဲကိုမှရောက်ချလာပါတယ်။ကိုပွားကြောင်လေးကလည်းလူစိုးတွေနဲ့တိုက်ပြီးတော့လဲကျသွားလို့အကုန်လုံးကလည်းကြောင်လေးစီကိုတွားကြပါတယ်။လူစုံကလည်းစက်ရုပ်ကြောင်ကိုရှာရင်းနဲ့ပဲကြောင်ပီတီကလည်းသူ့သားနေရာကနေအစားဝင်ပြီးတွားလိုက်ပါတော့တယ်။လူစုံကလည်းသူ့ကိုဖမ်းမိသွားခဲ့ပြီးတော့မိတောက်ထဲကိုပစ်ချဖို့အတွက်ကိုမှလွတ်လပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲခွေးလူသားနဲ့ကြောင်လေးကလည်းရောက်ရှိလာခဲ့ပြီးတော့လူစုံကနဲ့စကားပြောလိုက်ကကြောင်ပီတီကိုကဲလိုက်နိုင်ပါတယ်။ရဲမှုကလည်းရောက်ချလာပြီးတော့ခွေးလူသားကိုကြောင်ပီတီကိုဖမ်းဖို့အတွက်ကိုပြောနေတဲ့အချိန်မှာပဲမြို့တော်ဝင်ကလည်းရောက်ရှိလာခဲ့ပြီးတော့ကြောင်ပီတီကလည်းကိုကဲတဲ့အတွက်ကိုမှမဖမ်းတော့ပါဘူး။
ကြောင်ပီတီနဲ့ကိုပါကြောင်လေးကလည်းအိမ်ပြန်သွားတဲ့ချိန်မှာတော့သူတို့အိမ်ထဲကပစ္စည်းတွေကိုသူတို့ဖိုးကယူပြီးတော့ထွက်ပြေးသွားပါပြီကိုပါကြောင်လေးကလည်းလမ်းတစ်ချောင်းသူနဲ့မတူတဲ့အစိုးမြင်တဲ့စကားတွေပဲပြောနေပြီးတော့ကြောင်ပီတီကလည်းကိုပါကြောင်လေးကိုခွေးလူသားစီမှာခဏနေခိုင်းဖို့အတွက်ကိုမှသဘောတူလိုက်ပါတယ်နောက်ဆုံးမှာတော့ကြောင်ပီတီကလည်းတဖန်ကိုပြန်ကောင်းလာခဲ့ပြီးတော့သူတို့တွေအကုန်လုံးကတော့အတူတူပါတီလုံးရင်းနဲ့ပြီးဆုံးသွားခဲ့ရပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ